ကြည့်ကြဒီစောက်ရုပ်ကိုကြည့်ရင်ကျမသမီးအသက်10နှစ်တော့မပြည့်သေးဘူးပဒိန်ကြည့်ဖို့ကြံ့တာကြည့်ဒီစောက်ရုပ်ကြည့်နေမထားနဲ့ထိုင်နေထိုင်နေမသွားနဲ့ခေါ်လာလေထိုင်နေမကြည့်ကျမသမီး10နှစ်တော့မပြည့်သေးတဲ့ခလေးတဲ့ကျမသူ့မှာ3နှစ်ခလေးကိုပဒိန်ကြည့်ဖို့ကြံ့နေကြည့်ခလေးတော့မောက်ကျွေးမယ်ဆိုပြီးတော့ခေါ်ပြီးအခန်းထဲခေါ်ထည့်လာတဲ့ကြက်သွေးရည်3ချက်ဟမ်အဲ့ဒါကြောင့်နေစောက်ခွက်ရှက်တာလားဟမ်နေထိုင်နေဘယ်မှမသွားနဲ့ခေါ်ထားတဲ့ပလိတ်ရှက်လို့ဆိုတာကျွန်တော်မဟုတ်တာမလုပ်တာဘာဖြစ်လဲနေမဟုတ်တာမလုပ်ရမလဲဟမ်အဲ့ဒါနေမဟုတ်တာလုပ်တာမဟုတ်တာဘာလဲဟမ်ငါသမီးတဲ့အားနေလို့လားနေစိတ်ထင်ဟမ်ကြည့်ကြဒီလိုမျိုးဟာတဲ့တကယ်ကိုရှိတာနော်အပြေမှာဟမ်အစတော့ကိုတွေကမကြုံဘူးလို့မသိဘူးမယုံဘူးဒီလိုမျိုးတဏှာယူတွေအပြေမှာတကယ်ကိုရှိတာကြည့်စောက်ရှက်အဲ့ဒါကြောင့်နေရှက်တက်တယ်ဗောလေဟမ်မအေလို့ဟမ်ကြည့်ကြကျမသမီး10နှစ်တော့မပြည့်တဲ့ចောင်းသူ့လေးကိုပဒိန်ကြည့်ဖို့ကြံတဲ့စောက်ရုပ်မကြည့်ကြက်ပတ်ရဘယ်လောက်ရှိတယ်မကြည့်ကြည့်ကျမသူ့မှာလည်း3နှစ်လည်းရှိတယ်အဲ့3နှစ်လေးကိုခန်းနဲ့ခေါ်ထည့်ပြီးဖင်တွေနို့တွေကင်လာတဲ့တော်ရဲ့ဟမ်ကြည့်ကိုခလေးတယ်မလို့ကိုရှက်ပဲမအဲ့လိုစောက်ရုပ်တွေကိုမြင်ဘူးအောင်လို့ပြတာဟမ်မအေလို့နေဘဲမမသွားနဲ့တော့နေသွားပို့ဆိုးမှာနော်နေသွားပို့ဆိုးမှာနော်နေကငါရာဇဝတ်မှုနဲ့နေကငါပို့ပြီးတော့လောက်ခိုင်းမှာနော်ငါသမီးចောင်းသူနေသွားဖို့မစဲသားနဲ့ဘဲမဟမ်နေကလာပြီးတော့ငါသမီးကိုမှရာဆဆနေစောက်ခွက်ဘဲမသွားဖို့မစဲသားနဲ့စဲသားမရဘူးရိုးရိုးသားသားတဲ့တော်ရေရိုးရိုးသားသားတဲ့အော်ပါကြည့်ပါဦးစောက်ရောက်ကစပ်ပတ်တော့ကြက်သွေးရမရှိဘူးဟမ်ခလေးတော့ရောက်မွေးတာငါစပ်ပတ်မနေလှတယ်နေစောက်ရောက်ထက်ပထောင်စားကြည့်ခလေးကိုနော်ဒါမျိုးတွေအပြင်မှာတကယ်ရှိတာနော်ဒီဝက်ခေါင်နာတန်းရမ်းမှာအဲ့မှာလူကြီးတွေမရှိတော့ခလေးကိုခန်းထဲခေါ်ထည့်ပြီးတော့ပဒိန်ကြည့်ဖို့ကြံ့တာတဲ့ငါသမီးကိုတဲ့ကြည့်ကြအောင်ဒီမှာနေစောက်ခွက်တလှမ်းမလှမ်းပါနဲ့နော်အပြင်ကိုပထောင်စားအေးလို့အဲ့လာပဲကြည့်အောင်ဟမ်လူကြီးတွေကအလောက်သွားနေအဲ့မှာခလေးတွေပဲရှိတယ်ဆိုပြီးတော့မတော်မရောလှုပ်ဖို့ကြံ့တာကြည့်အောင်အော်အရတူမလေး3နှစ်သမီးကိုဖင်နှိုက်တာတဲ့ဖင်နှိုက်တာတဲ့ဟမ်နို့တွေကင်တာတဲ့ဒီစောက်ခွက်ဒီမှာဒီစောက်ခွက်ဒီမှာကြည့်ကြကြည့်ထား